ကိုယ်ပိုင်စီးပွားရေးလုပ်တဲ့ပုဂ္ဂိုလ်တွေကဘာတွေချွေရင်တတ်တုံးဆိုကိုယ့်ရဲ့လုပ်အားကိုထက်မတွက်ဖက်နဲ့အမြတ်ရတယ်လို့ထင်နေလို့ရှိရင်အဲ့ဒါမှားတဲ့စရင်ပဲနော်မန်နေဂျာမငှားဘူးဆိုင်ဝန်ထမ်းမငှားဘူးကိုယ်တိုင်လုပ်လို့ဟုတ်လားတနေ့ကို350မြတ်ပါတဲ့အတွက်နေမှားပြီအဲ့ဒါစရင်မှားပြီအဲ့ဒါကိုယ့်ရဲ့လုပ်အားကိုအများအားထက်ပေါင်းရဖြစ်တယ်လူတွေရဲ့လုပ်အားကိုဂုဏ်ထက်ပေါင်းအောင်ပေါင်းတော့မှအမှန်ထွက်တယ်နှုတ်မို့ဆိုရင်အမှန်မထွက်နဲ့မှန်ထွက်စီးပွားရေးလုပ်တဲ့အခါမှာကိုယ့်ရဲ့လုပ်အားကိုအများအားထည့်ရထွက်လာတဲ့ဝင်ဒီကိုယ့်ရဲ့ကုန်ကြစိတ်ကိုအတိအကျတွဲရတယ်ရောင်းလို့ရတဲ့အတရင်အမြတ်ကိုအတိအကျတွဲရတယ်အဲ့ဒီထဲကနေပြီးတော့ခုနဒီပစ္စည်းတစ်ခုရောင်းဖို့အတွက်အချိန်အခါနောက်ဆုံးမှဘာထီအောင်တော့ဆိုရင်ဒီအတိုးတက်တာမတက်တာအစပြီးတော့တွေ့ရအတိုးတက်နေပြီတချို့ကအမြတ်ရတယ်လို့ထင်တယ်ငွေချီးပြီးအလုံးလုံးတဲ့အခါမှာအတိုးကတက်နေတတ်တယ်အဲ့ဒီအတိုးတက်နေတာတွေကိုထက်မတွေ့ဘဲနဲ့ဟာမြေဘလောက်ရင်းလိုက်တာဘလောက်မြတ်တယ်လို့ဆိုရင်တွက်လို့ရှင်မှားပြန်အဲ့ဒါလို့မဖြစ်ရအောင်စီးပွားရေးကျွမ်းကျင်တဲ့ပုဂ္ဂိုလ်တွေသေသေးချာချာဝင်ငွေထွက်ငွေစင်းကိုမှတ်တမ်းတင်ကြရတယ်ပြီးတဲ့အခါမှာ audit နဲ့စစ်ကြအဲ့ဒီကြတော့မှစီးပွားရေးဖြစ်ခြေနေမှန်ကိုဖော်ပြနိုင်တိုင်းပြည်တစ်ပြည်ရဲ့စီးပွားတိုးတက်မှုဆိုးရွားမှုဟာအခြေမှန်ဖော်ပြတယ်ထို့တူပဲလူတိုင်းမှာနေ့စဉ်ဘဝမှာကိုလုပ်တဲ့အလုပ်ရဲ့အကျိုးအမြတ်ကိုလည်းတွဲရမှာဖြစ်တယ်မြတ်စွာဘုရားကယဟန်တွေကိုသင်ပေးတယ်ကထံပုတ္တမေရတ္တိတိဝဝိတိဟောတံတိတိတနေ့တာကိုငါဘယ်လိုကုန်ခဲ့သလဲငါကုန်တာဟာအရှုံးနဲ့လားအမြတ်နဲ့လားဘဝကိုဖြတ်ကျော်နေတာအရှုံးနဲ့ဖြတ်ကျော်သလားအဲ့တော့ဘယ်ဟာကိုအရှုံးဘယ်ဟာကိုအမြတ်လို့ခေါ်မလဲလို့ဆိုတဲ့အခါမှာလူဘဝရလာတာဟာကုသိုလ်ကြောင့်ရလာကုသိုလ်ကောင်းမှုနဲ့အချိန်မကုန်ပဲနဲ့အကုသိုလ်နဲ့အချိန်ကုန်နေဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝကိုအလကားသုံးပြုဖြစ်လိုက်တာအကုသိုလ်တွေနဲ့ဆိုရင်ဒါအရှုံးပေါ်သွားပြီလို့ဆိုလို့တနေ့ရင်ရှုံးတာမဟုတ်ဘူးတသက်တာအလုံးလုံးကြပြီဆိုရင်အကုသိုလ်တွေနဲ့ဆိုရင်ရှုံးနေပြီအရင်ကရှိတာကိုဆိုပါစို့အတိတ်ဘဝကဒါနကောင်းမှုလုပ်လို့ဒီဘဝမှာချမ်းသာကြွယ်ဝတယ်ဒီဘဝကြတော့မိမိလျော့ရော့ဒါနကောင်းမှုတွေမလုပ်ဘူးရှိလာတဲ့ပစ္စည်းကိုသုံးလို့ဖြုံးလို့ပျော်လို့ပါလို့နေတယ်ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်မျိုးကိုဝိသခာကြောင့်အမကြီးကခေါ်တဲ့အဟောင်းစားနေတာဟာလို့ခေါ်တယ်အဟောင်းစားနေတာအသစ်မလုပ်ဘူးအဟောင်းစားတယ်လို့ခေါ်တယ်အဲ့ဒီအဟောင်းစားနေတဲ့ပုဂ္ဂိုလ်ကမကြခင်အဟောင်းကကုံသွားမှာကုံသွားလို့ရှိရင်အသစ်နဲ့အစားမထိုးနိုင်တဲ့အတွက်ကြောင့်ဆင်းရဲဒုက္ခနဲ့ကြုံရတယ်ပေါ့ဒါကြောင့်မို့ကိုယ့်ဘဝကိုအကုသိုလ်တွေကများနေသလားသို့မဟုတ်ကုသိုလ်တွေကများနေသလားတနေ့တာအချိန်စရာနဲ့ကြည့်ပြီးတော့အကုသိုလ်တွေကများပြီဆိုရင်ဒီဘဝရှုံးပြီလားမှတ်ပြီကုသိုလ်တွေကများပြီဆိုမှအမြတ်ထွက်လိမ့်မယ်အေးကုသိုလ်တစ်ပိုင်းအကုသိုလ်တစ်ပိုင်းဆိုရင်တော့ဒီပြောရမယ်ဆိုရင်ကုသိုလ်ကြောင့်ရတဲ့ဘဝမှာအကုသိုလ်ပါနေတယ်ဆိုလို့ရှိရင်လည်းအမြတ်မရှိပဲနဲ့အလုံးလုံးနေရတယ်လို့အထိပ္ပယ်ရောက်ပြန်တယ်ဒါကြောင့်မို့ကုသိုလ်များများရမှဘဝဟာအမြတ်ထွက်နိုင်တယ်ပေါ့မြတ်စွာဘုရားကဒါကိုတွက်ခိုင်းတယ်အဲ့တော့ကုသိုလ်ဆိုတာဘာတွေတုံးဆိုကုသိုလ်ဆိုတာကိုကြည့်မယ်ဆိုအသိပညာကိုချင်းတရားနဲ့အသိပညာထားပါတော့အသိပညာရပြီဆိုလို့ရှိရင်ကုသိုလ်ထဲမှာတော့ပညာဆိုတာအမြတ်ဆုံးပဲပိညုတ္တရာတပ္ပိဓမ္မာရရှိထားတဲ့သဘာဝတရားတွေထဲမှာအသိပညာတန်ဖိုးရှိဆုံးလို့ဆိုတယ်ကိုချင်းသီလနဲ့ပြည့်စုံတယ်ဒါနကောင်းမှုလုပ်တယ်သီလဆောက်တည်တယ်
ဘာဝနာတရားပွားများအထုတ်တယ်ပညာတွေစီးပူအထုတ်တယ်လောကီလောကုတ္တရာဘဝမှာတမိုးရှိနေနိုင်မှုပညာတွေစီးပူအထုတ်တယ်အသိဉာဏ်တွေဘက်ကတိုးတက်နေတယ်ဆိုလို့ရှိရင်ဘဝမှာအရှုံးမရှိသေးဘူးလို့ဒီလိုပြောနေ့စဉ်စီးပွားရေးကိုဝင်ငွေထွက်ငွေနဲ့တွက်ချက်ပြီးတော့စီးပွားရှာရတယ်လို့ပဲဘဝကိုစီးပွားရှာတဲ့အခါမှာလည်းပဲကုသိုလ်အကုသိုလ်နဲ့ချိန်ဆက်ပြီးတော့ဘဝကိုစီးပွားရှာရမှာဖြစ်တယ်အကုသိုလ်ဘက်ကအလေးသာသွားရင်ဒါဘဝရှုံးပြီကုသိုလ်ဘက်ကအလေးသာနေမှဘဝမြတ်တယ်အမြတ်ထွက်တယ်မြတ်နိုင်တယ်မြတ်အောင်ကြိုးစားခြင်းကုသိုလ်ဘက်ကအမြတ်ထွက်ဖို့ကြိုးစားအထောက်အမှာဖြစ်တယ်ဒါကိုရည်ညွှန်းပြီးတော့မြတ်စွာဘုရားကိုယ့်ရဲ့ပြည်စုံမှုကိုမကြာခဏဆင်ញင်သုံးသပ်ကြည့်တာကောင်းတယ်ကိုယ့်ရဲ့ပျက်စီးနေမှုကိုလည်းပဲမကြာခဏဆင်ញင်သုံးသပ်နေမှုကိုကြည့်မှုကကောင်းတယ်ကိုယ်နဲ့ပတ်ဝန်းကျင်ရဲ့ကိုယ်ပတ်ဝန်းကျင်ကိုယ်နဲ့ပတ်သက်တဲ့ပုဂ္ဂိုလ်တွေလည်းရှိတာကိုယ်နဲ့ပတ်သက်နေတဲ့ကိုယ်နဲ့ပတ်ဝန်းကျင်ကပုဂ္ဂိုလ်တွေရဲ့ပြည့်စုံမှုဆင်ញင်သုံးသပ်ကြည့်ရင်ကောင်းတယ်ပျက်စီးဆုံးရှုံးနေမှုတွေကိုလည်းဆင်ញင်သုံးသပ်ကြည့်ရမယ်ကြည့်နိုင်ရင်ကောင်းတယ်လို့ဒီအချက်၄ချက်ကိုမြတ်စွာဘုရားဆင်ញင်သုံးသပ်ကြည့်ဖို့ဆိုပြီးတော့ဟောခဲ့